မော်ရီကန်တခါတော့ကအိမ်တအိမ်မှာချွေးမ2ယောက်ရှိခဲ့တယ်။တနေ့မှာချွေးမငယ်ရဲ့ယောက်ျားဖြစ်သူကမတော်တဆမှုဖြစ်ပြီးတော့သေဆုံးသွားခဲ့ပါတယ်။ချွေးမအကြီးရဲ့ယောက်ျားဖြစ်သူကကုမ္ပဏီတစ်ခုမှာဝင်ရောက်အလုပ်လုပ်ပြီးရတဲ့လစာကလည်းကောင်းခဲ့တယ်။တိမ်လုံးရဲ့မိသားပေဘိုးတွေရေဘိုးတွေစားရေးတောက်ရေးတွေအကုန်လုံးချွေးမအကြီးဖြစ်သူရဲ့ယောက်ျားကပဲတာဝန်ယူခဲ့တာပေါ့။ဒါကြောင့်ချွေးမအကြီးဖြစ်သူကချွေးမအငယ်ကိုအနိုင်ကျင့်မာတော့တယ်။အရင်တုန်းက2ယောက်အတူတူလုပ်ခဲ့တဲ့အိမ်မှုကိစ္စတွေကိုအခုချိန်မှာတော့ချွေးမငယ်ဖြစ်သူကိုပဲခိုင်းစေတော့တယ်။ချွေးမအငယ်မှလည်းသမီးတစ်ယောက်ရှိတယ်။ချွေးမကြီးရဲ့ယောက်ျားကတူမလေးကိုသူသမီးအရင်လိုပဲသဘောထားပြီးတော့ဆက်ဆံခဲ့တယ်။အဲ့လိုမျိုးချစ်ချစ်နာနာဆက်ဆံတာကိုချွေးမကြီးဖြစ်သူကတော့မနှင်းမြုပ်ဘူးပေါ့။နေ့တိုင်းချွေးမကြီးဖြစ်သူကချွေးမငယ်ကိုအိမ်မှုကိစ္စတွေအများကြီးလှုပ်ခိုင်းပြီးတော့ပြောဆိုနေပါတော့တယ်။ချွေးမငယ်ရဲ့သမီးဖြစ်သူကအသားမဲပြီးတော့ရုပ်ဆိုတယ်။ချွေးမကြီးဖြစ်သူမှလည်းသမီးတစ်ယောက်ရှိတယ်။ချွေးမကြီးဖြစ်သူရဲ့သမီးကကြတော့အရန်အိုမှာရုပ်စင်အင်ကချောမောလာပါပြီးအသားရည်လေးကလည်းဖြူဝင်းနေတာပေါ့။ချွေးမကြီးဖြစ်သူကဒါကိုတော်တော်လေးကိုဂုဏ်ယူနေခဲ့တယ်။ချွေးမကြီးသားမီးကချွေးမငယ်သားမီးကိုအိမ်အလုပ်တွေစိတ်ခိုင်းခဲ့ပြီးသူတို့ကတော့အေးစစ်စစ်နဲ့နေခဲ့ကြတယ်။တနေ့မှာချွေးမကြီးရဲ့ယောက်ျားကသူ့သမီးနဲ့တူမလေးကိုကြောင်းထားဖို့ချွေးမကြီးကိုပြောခဲ့တယ်။ဒီတော့ချွေးမကြီးကလည်းစိတ်ညစ်သွားခဲ့တယ်။ချွေးမကြီးကသူ့သမီးအရင်ကိုတော့ကောင်းမွန်ပြီးအဆင့်မြင့်တဲ့ပုဂ္ဂလိကကျောင်းမှာထားခဲ့တယ်။ချွေးမငယ်ရဲ့သမီးကိုကြတော့အစိုးရကျောင်းမှာပဲထားခဲ့တယ်။တနေ့မှာချွေးမအကြီးစီကိုတူမလေးကရောက်လာပြီးတော့အန်ဒီသမီးကျောင်းကပျော်ပွဲစားထွက်ဖို့ရှိတယ်။အဲ့ဒါသမီးဖက်နှက်ကစုံနေလို့လေအဲ့ဒါလေးအစ်စ်ဝဲခြင်းလို့ပါ။သမီးကိုပတ်စံလေးနည်းနည်းပေးပါနော်။အဲ့ဒီတော့ချွေးမကြီးဖြစ်သူကစိတ်ဆိုးမှန်ဆိုးနဲ့ဘာပတ်စံဟုတ်လားနင်တို့ကဘာရှာထားရှိလို့ဘယ်ဟာပတ်စံငါကပေးရမှာလဲပြီးတော့နင်ကအဲ့ဒီဖက်နှက်အစ်စ်ဝဲစီလိုက်လို့လေနေ့ရုပ်ကထူချပြီးတော့လှမလာဘူးနင်ကရုပ်ဆိုးမြဲရုပ်ဆိုးနေမှာပဲချွေးမကြီးကအဲ့လိုပြောဆိုနေတော့ချွေးမငယ်ဖြစ်သူရောက်လာခဲ့တယ်အမရဲ့ကျမသမီးကိုအဲ့လောက်ထိတော့မပြောပါနဲ့ကျမယောက်ျားအသက်80တောင်ကရှာခဲ့တဲ့ပတ်စံတွေလဲအမားတို့စီမှာအပ်ထားတယ်လေအဲ့ဒီပတ်စံလေးတွေကနည်းနည်းလောက်ပေးပါကျမသမီးကိုဖက်နှက်လေးဝယ်ပေးခြင်းလို့ပါချွေးမကြီးဖြစ်သူကဘာနင်းယောက်ျားရှာထားတဲ့ပတ်စံနေဟုတ်လားအခုချိန်ထိရှိသေးရဲ့လို့နင်တို့ကထင်နေရလားဒီအိမ်ရဲ့စားရေးတောက်ရေးတွေမိသားဖို့ရေဖို့တွေနင်တို့လည်းသိနေရပဲနင်းယောက်ျားရှာထားတဲ့ပတ်စံတွေကကုန်တာကြာပေါ့ဆိုပြီးမနဲ့ပြောလိုက်တယ်အဲ့ဒီချိန်ချွေးမကြီးဖြစ်သူရဲ့သမီးအရင်ကရောက်လာခဲ့တယ်အမေသမီးเจ้าမှာပျော်ဝဲစားထွက်ဖို့ရှိတယ်အဲ့ဒါသမီးအဝတ်အစားသစ်တွေဝယ်ခြင်းနဲ့မေသမီးကိုပတ်စံလေးပေးပါအောင်သူ့သမီးကတောင်းလိုက်တဲ့အချိန်မှာတော့ချွေးမကြီးဖြစ်သူကကြီးဖြူဖြူပဲပတ်စံတစ်ထက်လိုက်ကြီးပေးလိုက်ပါတယ်ရသမီးဒီမှာယူသွားငါသမီးကအဝတ်အစားအဟောင်းတွေနဲ့ပဲသွားရင်မျက်နှာငယ်နေမှာပေါ့အဲ့ဒါကိုမြင်တော့ချွေးမငယ်ရဲ့သမီးဖြစ်သူကအန်ဒီရဲ့သမီးကိုလည်းအဲ့လိုမျိုးမြေတားလေးထားပြီးလို့မရဘူးလားနေ့စဉ်ရက်ဆက်အန်ဒီတို့သားမိခိုင်းသမျှသမီးတို့ဒီအိမ်မှုကိစ္စတွေလုပ်နေရပဲလေသမီးတို့ဘာလို့အခုလိုဆက်ဆံနေရတာလဲချွေးမကြီးဖြစ်သူကအဲ့ဒီစကားလဲကြားရောအရန်ကိုဒေါသထွက်သွားပြီးကလေးမလေးကိုရိုက်လိုက်ပါတယ်တိတ်ဆန်းငါ့ကိုနင်တို့ကမောက်ပါတယ်လို့ပြောချင်တာလားနင်တို့ကလည်းငါအိမ်မှာကပ်ပြီးတော့နေသေးရဲ့ငါ့ကိုအခုလိုပြန်ပြောရတယ်ပေါ့အခုချက်ချင်းငါမျက်စိရှိရနေထွက်သွားစမ်းဒီလိုနဲ့ချွေးမငယ်တို့သားမီး2ယောက်လဲမျက်နှာငယ်ပြီးအဲ့ဒီရှေ့ကနေထွက်လာခဲ့လိုက်တယ်အိတ်ခမ်းထဲမှာတော့ချွေးမငယ်ရဲ့သမီးဖြစ်သူကငိုနေခဲ့တယ်ချွေးမငယ်ကလည်းသူ့သမီးလေးကိုနှစ်သိမ့်ပေးနေရှာပါတယ်အမေဘာဖြစ်လို့သူတို့ကသမီးတို့ဘောဒီလောက်ရရဆက်ဆံရတာလဲသမီးကိုလည်းအရန်ရုပ်ဆိုးတယ်ဆိုပြီးတော့နှိမ့်နေသမီးတို့သူတို့ဘောမှာဘာအမားများလောက်ထားလို့လဲအမေသမီးဖြစ်သူရဲ့စကားကြောင့်မိခင်လည်းတော်တော်လေးကိုဝမ်းနေသွားရှာတယ်တိတ်ပါသမီးလေးရဲ့တိတ်ပါအဲ့ဟာတွေကိုကောင်းတဲ့တိတ်မထည့်ထားပါနဲ့သမီးအဓိကလောက်ရမှာကစာကိုစူးစားစာတွေအများကြီးတက်လာရင်ကြီးလာရင်ဆရာဝန်ဖြစ်အောင်လို့ဒီလိုဆိုရင်သူတို့ပါဇက်တွေအကုန်တိတ်သွားလိမ့်မယ်ဒီလိုနဲ့နေလာလိုက်တာတနေ့မှာတော့ချွေးမငယ်ရဲ့သမီးမွေးနေ့ကိုရောက်လာခဲ့ပါတယ်တတ်တတ်ဆက်ဆိုင်မဲ့အဲ့ဒီနေ့မှာချွေးမကြီးဖြစ်သူရဲ့ယောက်ျားက
အလောက်ကနေအိမ်ကိုပြန်လာရင်လမ်းမှာမတော်တဆမှုဖြစ်ပြီးတော့သေဆုံးသွားခဲ့ပါတယ်ချွေးမကြီးဖြစ်သူကအဲ့ဒီတည်လဲကြရောအယောက်အံ့ဩပြီးတော့ဝမ်းနေခဲ့ရတယ်ဒါပေမဲ့ခဏနေတော့သူ့ရဲ့အဲ့ဒီဝမ်းနဲ့အံ့ဩမှုတွေကဒေါသအဖြစ်ကိုပြောင်းသွားတယ်။အဲ့ဒီဒေါသတွေကိုတော့ချွေးမငယ်ဖြစ်သူရဲ့သမီးအပေါ်ပုံကျသွားတာပေါ့။နင့်ကြောင့်ငါရဲ့ယောက်ျားတေးရတာနင့်ကကြိုဆိုးမှလေးပဲ။ငါယောက်ျားနင့်ရမွေးနေ့မှာတေးသွားရတာ။နင့်ကမကောင်းဆိုးရမှနင့်ကိုငါတို့အိမ်မှာခေါ်တင်ထားတာတော်တော်လေးကိုမှားတာပဲ။ဘာကောင်းကြိုးမှမပေးတဲ့ဟာမှအခုချက်ချင်းငါ့အိမ်ပေါ်ကဆင်းအဲ့ဒီရဲ့ဒါကတိုက်ဆိုင်မှုတစ်ခုပါသမီးကအန်နီပြောသလိုမကောင်းဆိုးရလည်းမဟုတ်ဘူးဦးလေးတေအောင်လဲသမီးဘာမှမလုပ်ခဲ့ပါဘူးသမီးတို့သားမီးကိုအိမ်ပေါ်ကနေမနှင်ချပါနဲ့နော်ဘာအခုမှမျက်နှာငယ်နဲ့လာပြီးတော့လှုပ်ပြနေရလဲမကောင်းဆိုးရမှချွေးမကြီးဖြစ်သူကကလေးမလေးကိုခေါင်းကိုထပ်ပြီးတော့ရိုက်လိုက်တယ်သူ့သမီးကိုအစမပြတ်ရိုက်နှက်နေရမြင်တော့ချွေးမငယ်ဖြစ်သူကလည်းဝင်ရောက်ပြောဆိုပါလေတော့တယ်အမရဲ့ကျမယောက်ျားမရှိကြတဲ့ကကျမဒီအလုပ်တွေကိုတယောက်တည်းအမစိတ်ကြိုက်ဖြစ်အောင်လုပ်ပေးခဲ့တယ်။ဒါတောင်ကျမသမီးလေးကိုအမလုံးဝမကြည့်ခဲ့ဘူး။အမြဲတမ်းရိုက်နှက်ပြီးတော့ပြောဆိုနေတော့တာပဲ။ကျမသမီးကိုနောက်ထပ်အဲ့လိုမရိုက်ပါနဲ့။အမကကျမတို့အိမ်ပေါ်ကနေဆင်းစေချင်တာမလား။ရတယ်။ကျမတို့သားမီးနှစ်ယောက်ဒီအိမ်ကနေထွက်သွားပေးမယ်။ချွေးမကြီးဖြစ်သူရဲ့သမီးကလည်းလာရောက်ပြီးတော့ဟုတ်တယ်မေသူတို့သားမီးနှစ်ယောက်ကကြိုးစိုးတယ်သူတို့သားမီးနှစ်ယောက်ကိုဒီအိမ်ပေါ်မှာခေါ်မထားနဲ့နှင်ချလိုက်ပါတော့မေမေရဲ့အခုချိန်မှာဖေဖေလည်းရှိတော့တာမဟုတ်ဘူးအလကသမီးတို့အိမ်မှာကတ်စားခြင်းနဲ့ဟာတွေချွေးမကြီးရဲ့သမီးကပါထပ်ပြီးတော့ပြောဆိုနေတော့ချွေးမကြီးလည်းသူတို့သားမီးနှစ်ယောက်ကိုကိုအထုပ်ကိုပြင်းပြီးအိမ်ပေါ်ကနေဆင်းခိုင်းလိုက်ပါတော့တယ်ချွေးမငယ်နဲ့သမီးဖြစ်သူကအယောက်ဝမ်းနေပြီးထွက်သွားရှာတော့တာပေါ့ချွေးမငယ်နဲ့သမီးဖြစ်သူကအိမ်လေးတစ်လုံးငှားရမ်းပြီးသားမီးနှစ်ယောက်ပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်ကြတယ်။အမေဖြစ်တဲ့သူကတခြားအိမ်မှာအိမ်ကူသွားလောက်ရင်းနဲ့သူတို့သားမီးနှစ်ယောက်အသက်မွေးဝမ်းကြောင်းပြုခဲ့ကြတယ်။ဒီလိုနဲ့တနေ့မှာချွေးမငယ်ရဲ့သမီးတက်နေရဲ့ကြောင်းကဆရာမကသူတို့ကြောင်းမှာဖက်ရှင်ပြိုင်ပွဲတစ်ခုရှိကြောင်းအတန်းသူအတန်းသားတွေကိုပြောလိုက်တယ်။အဲ့ဒီဖက်ရှင်ပြိုင်ပွဲမှာအနိုင်ရတဲ့သူကစုငွေ10သိန်းရရှိမှာဖြစ်ကြောင်းကိုလည်းပြောလိုက်တော့ချွေးမငယ်ရဲ့သမီးလည်းအယောင်ဝမ်းသာသွားတယ်။သူမရဲ့စိတ်ထဲမှာလည်းအဲ့ဒီပြိုင်ပွဲမှာအနိုင်ရပြီးပတ်စံတွေရလာရင်သူ့အမေကိုအဲ့ဒီပတ်စံတွေပေးမယ်ဆိုပြီးတော့လည်းစိတ်ကူးထားခဲ့တယ်။သမီးဖြစ်သူလည်းကျောင်းကနေဝမ်းသာစွာနဲ့အိမ်ကိုပြန်လာခဲ့တယ်။အိမ်ရောက်တော့အမေဖြစ်သူကိုအဲ့ဒီပြိုင်ပွဲအကြောင်းပြောလိုက်တယ်။အမေဖြစ်တဲ့သူကတော့သူ့သမီးကိုဝမ်းနည်းစွာနဲ့ကြည်ပြီးသမီးရဲ့အဲ့ဒီပြိုင်ပွဲမှာအနိုင်ရဖို့ဆိုတာမဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့ငါသမီးလေးကရုပ်ဆိုးရယ်လေပြီးတော့အသားလည်းမဲတယ်သမီးရဲ့အဲ့ဒီပြိုင်ပွဲကိုမပြိုင်ပါနဲ့နိုင်မှာမဟုတ်ဘူးကွသမီးဖြစ်သူကလည်းအမေရဲ့စကားကိုကြားတော့စိတ်တက်ကြသွားပြီးရေကန်လေးတကန်ပေးနာမှာသွားထိုင်နေပါတယ်ထိုင်နေရင်လည်းရေကန်ကိုကြည့်လိုက်တော့ရေကန်ကအရန်ညစ်ပတ်နေအောင်တွေ့သွားတယ်လေဟမ်ဒီရေကန်ကြီးကအယောင်ညစ်ပတ်နေရပဲအမိုက်တွေလည်းအများကြီးပဲငါတန်ရှင်းရေးလုပ်ပေးအောင်ပါပဲဒီလိုနဲ့ကလေးမလေးကလည်းရေကန်ကအမိုက်တွေကိုဆဲယူပြီးရေကန်ကိုတန်ရှင်းရေးလုပ်ပေးလိုက်ပါတယ်အဲ့ဒီနောက်ရေကန်ကနေမျက်နှာတစ်ခုပေါ်လာခဲ့တယ်ကျေးဇူးတင်ပါတယ်ကွယ်ငါရဲ့ရေကန်ကိုတန်ရှင်းရေးလုပ်ပေးလို့ဒီရေကန်ကိုဘယ်သူမှတန်ရှင်းရေးမလုပ်ပေးကြဘူးအမိုက်တွေပဲလာပစ်ကြတယ်အခုလိုမင်းကတန်ရှင်းရေးလုပ်ပြီးတော့ငါလည်းမင်းကိုပြန်ပြီးတော့ကျေးဇူးပြန်ဆက်ရမယ်မင်းခုဘာဖြစ်နေရလဲမေးပုံစံကြည့်ရတာအရန်ကိုဝမ်းနဲ့နေတယ်လို့ပဲအဲ့ဒီတော့ကလေးမလေးကသူ့အခုဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုရေကန်ကိုပြောပြလိုက်ပါတယ်ရေကန်ကလည်းကလေးမလေးရဲ့စကားကိုနားထောင်ပြီးမှတော့သူ့ရဲ့မော့အစွမ်းနဲ့ကာကျဲတချောင်းကိုဖန်ဆင်းပေးလိုက်ပါတယ်ဒီကာကျဲကရိုးရိုးကာကျဲမဟုတ်ဘူးမော့အစွမ်းရှိတဲ့ကိုလိုချင်တာရှိလာရင်ဒီကာကျဲလေးကိုကိုင်းပြီးဆွတ်တောင်းလိုက်ဒီကာကျဲကဖန်တီးပေးလိုက်မယ်ဒီကကျဲကိုယူသွားပါကလေးမလေးလည်းဝမ်းသာစွာနဲ့မော်ရီကန်ကပေးရဲ့မော်ကကျဲလေးကိုယူပြီးအိမ်ကိုပြန်လာခဲ့ပါတယ်အိမ်ကိုရောက်တော့ထိုင်ကုန်မှာထိုင်ပြီးအဲ့ဒီကကျဲလေးနဲ့သူ့ရဲ့မျက်လုံးကိုဆွဲလိုက်တယ်ခဏလောက်အကြာမှာတော့သူ့ရဲ့မဲနဲ့နေတဲ့အသားအရည်တွေကဖြူဝင်းလာခဲ့တယ်သူ့သမီးရဲ့အဖြစ်ကိုမြင်တော့အမေဖြစ်သူကလည်းအယမ်းကိုဝမ်းသာသွားခဲ့တယ်ဟဲ့ငါသမီးလေးအယမ်းလှတာပဲမ
မျက်နှာလေးကလည်းဖြူဝင်းသွားတာပဲဘလို့လုပ်ပြီးတော့အခုလိုမျိုးဖြစ်လာရတာလဲကွယ်ဟုတ်တယ်မေဒါကမော်ရီကန်ကပေးရဲ့ဒီကကြက်လေးကြောင့်ပဲဆိုပြီးသူနဲ့ရေကန်နဲ့အချားကအပြည့်အပြတ်တွေကိုသူ့အမေကိုအကုန်ပြောပြလိုက်ပါတယ်ဒီလိုနဲ့နောက်တစ်နေ့မှာဖက်ရှင်ပြိုင်ပွဲပြန်ရမယ့်ရက်ကိုရောက်လာခဲ့တယ်ကလေးမလေးကကကြက်ကိုကိုင်းပြီးသူ့စိတ်ထဲကနေလှပတဲ့ဝတ်ဆောင်လေးတစ်စုံလိုချင်တယ်လို့ဆုတောင်းလိုက်တယ်ခဏချင်းအတွင်းမှာပဲကကြက်ကအရန်ကိုလှပတဲ့ဝတ်ဆောင်လေးတစ်စုံဖန်ဆင်းပေးလိုက်ပါတယ်ကလေးမလေးကလည်းအရန်ကိုပြောသွားပြီးအဲ့ဒီဝတ်ဆောင်ကိုဝတ်ပြီးပြိုင်ပွဲမှာဝင်ပြိုင်ခဲ့တယ်သူ့ရဲ့ဝတ်ဆောင်ကအရန်ကိုလှပပြီးတောက်ပတဲ့အယောင်ဆင်းရှိရာကြောင့်ပြိုင်ပွဲမှာလည်းအနိုင်ရရှိခဲ့တယ်ဒီလိုနဲ့အဲ့ဒီပြိုင်ပွဲရဲ့စုငွေ10သိန်းကိုလည်းရရှိခဲ့တယ်အိမ်ကိုရောက်တော့သူရရှိခဲ့တဲ့စုငွေတွေကိုသူ့အမေကိုပေးလိုက်တယ်သူ့အမေလည်းအရန်ကိုပြောသွားပြီးသူတို့သားမီးနှစ်ယောက်ရဲ့ဘဝကြီးကလည်းခဏချင်းအတွင်းမှာတင်ပြောင်းလဲသွားခဲ့ပါတော့တယ်တစ်ဖက်မှာတော့ချွေးမကြီးဖြစ်သူနဲ့သူ့သမီးဖြစ်သူကလမ်းဘေးကိုရောက်သွားခဲ့ပါတယ်။သူတို့ကရှိသမျှစီးစိမ်ဥစ္စာတွေကိုတုံးဖြုံပြီးအခုချိန်မှာတော့ဘာမှမရှိတဲ့ဘဝကိုရောက်ရှိသွားပါပြီ။သူတို့လမ်းဘေးရောက်နေတာကိုချွေးမငယ်သားမိကမြင်သွားတာပေါ့။ဒီတော့မှချွေးမကြီးဖြစ်သူကအရန်ကိုနောက်တားရပြီးချွေးမငယ်ကိုတောင်းပန်ပါလေလို့တယ်။ကျမတောင်းပန်ပါတယ်ရှင်။ကျမအရန်ကိုမမနာရီထောင်လွှားပြီးရှင်တို့ရရဆိုင်ဆိုင်နေပြောဆိုဆက်ဆံမိခဲ့တယ်။အခုချိန်မှာတော့ကျမဘဝကဘာမှမရှိတော့ဘူးလေ။ကျမလုပ်ခဲ့တဲ့အမားတွေအတွက်ကျမတောင်းပန်ပါတယ်။ဒီတော့စိတ်ကောင်းရှိရဲ့ချွေးမငယ်ကရပါတယ်ရှင်။ပြီးခဲ့ရတွေကပြီးပြီပဲ။ကျမအမကြီးတို့ပေါ်မှာဘလို့စိတ်မျိုးနဲ့မှသဘောမထားခဲ့ပါဘူး။အခုချိန်မှာတော့ကျမတို့ကပတ်စံရှိသွားပြီ။လာပါကျမတို့ဝယ်ထားတဲ့အိမ်ကိုလိုက်ခဲ့ပါ။ကျမတို့အတူတူနေကြရအောင်ပေါ့ဒီလိုနဲ့ချွေးမငယ်ဖြစ်သူရဲ့အိမ်မှာချွေးမကြီးဖြစ်သူနဲ့သူ့သမီးတို့ကပါလာရောက်ပြီးတော့ပျော်ရွှင်စွာနဲ့နေထိုင်သွားကြပါတော့တယ်ကဲပရိသတ်ကြီးတို့ရေဒီပုံမြင်လေးကိုကြိုက်တယ်ဆိုရင်commentလေးမှာရေးပေးခဲ့ကြပါဦးနော် channel လေးကို subscribe လုပ်ရသေးရင်လည်းလုပ်ပေးခဲ့ကြပါဦးရှင်နောက်ထပ်ဇာတ်လမ်းအသစ်လေးမှာပြန်ဆောင်ကြမယ်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်